အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာတော့ Game of Thrones Season 1ရဲ့ Episode 10ပဲဖြစ်ပါတယ်ဘရင်ကျော့ဖရေးရဲ့ရက်စက်တဲ့အမိန့်ကြောင့်မြောက်ပိုင်းသားတို့ရဲ့ဖြောင်းမတ်တည်ကြည်တဲ့ခေါင်းဆောင်မြောက်ပိုင်းအောင်ကာဝယ်ဆောင်ရှောက်သူဘရင်လက်ထောက် Winterfell ရဲ့အရှင် Eddard ဖြစ်လဲ Nestor ဟာအများပြည်သူရှေ့မှာတစ္ဆာပေါက်ဆိုတဲ့ဆွဆွဲမှုနဲ့အတူခေါင်းပြတ်ခံရပြီးတိတ်ဆုံးသွားခဲ့ပါပြီနဲ့ခေါင်းပြတ်ခံရတာကိုမြောက်ဝထင်ထင်မြင်လိုက်ရတဲ့ဆန်စာဟာအကြီးကျယ်စိတ်ဒဏ်ရာရတော့ပြီးမခံစားနိုင်လွန်းလို့အခင်းဖြစ်ပွားရနေရမှာတင်တတိလေးမိတ်လဲသွားခဲ့ပါတယ်တစ်ဖက်မှာလည်းဖခင်ဖြစ်သူစီပြေးသွားဖို့ကြိုးစားခဲ့တဲ့အာယာကိုတော့ရိုယန်ကတားဆီးနိုင်ခဲ့ပြီးအာယာဟာတူမရဲ့အဖေနောက်ဆုံးထွက်တက်မှတောင်တူမကိုဘေးကင်းစေခြင်းနဲ့မြစ်တာကိုခံစားလိုက်ရပြီးလူအုပ်ကြားထဲကနေရိုယန်နဲ့အတူလွတ်မြောက်သွားခဲ့ပါတယ်အာယာရဲ့ဘေးကင်းရေးဟာအဓိကဖြစ်တာကြောင့်ရိုယန်ကတူမကိုရန်သူတွေမမှတ်မိစေဖို့အတွက်တူမရဲ့စပင်တွေကိုဖျက်ပစ်လိုက်ပြီးယောက်ျားလေးတစ်ယောက်လိုရုပ်ဖျက်ပေးလိုက်ပါတယ်ဒါဟာအာယာအတွက်တော့နူးညံ့တဲ့မိန်းကလေးဘဝကနေခက်ခဲကြမ်းတမ်းတဲ့လောကရန်ကိုရင်ဆိုင်ရမယ်တိုက်ပွဲဝင်သူတစ်ယောက်အဖြစ်စတင်ပြောင်းလဲသွားတဲ့အချိန်မှာပဲရိုယန်ကတူမကိုမြောက်ပိုင်းစီခေါ်ရပေးဖို့လည်းကတိပေးခဲ့ပါတယ်Winterfell မှာတော့ Bran ဟာမျက်လုံးတုံးလုံးနဲ့ကြီးကန်းကြီးမြေတိုက်ခန်းနဲ့ဆင်းသွားတာကိုထပ်ခါတလဲလဲအိမ်မက်မက်နေတာကြောင့်အိုရှာကိုအဖော်ခေါ်ပြီးအောက်ထပ်ကိုဆင်းကြည့်ခဲ့ကြပါတယ်။အိမ်မက်ထဲမှာတော့သူ့အဖေကိုတွေ့ခဲ့ရပြီးအဲ့ဒီနေရာဟာ Stark အိမ်တော်ရဲ့ဘိုးဘေးတွေနဲ့ Bran ရဲ့အတော် Lyanna Stark တို့ကိုမြုပ်နှံထားတဲ့နေရာပါ။အိုရှာကိုအိမ်မက်အကြောင်းပြောပြရင်သူ့အတော် Lyanna ဟာ Robert နဲ့လက်ထမ်းရမှာဖြစ်ပေမဲ့ Rhaegar Targaryen ကပြန်ပေးဆွဲသွားခဲ့လို့ Robert ဘုရင်ကအချစ်အတွက်စစ်ခင်းခဲ့ပြီးခုနှစ်ပြည်ထောင်ကိုတိမ့်ပိုက်နိုင်ခဲ့ပေမဲ့ Lyanna ကတော့တိတ်ဆုံးခဲ့ရပါတယ်။အဲ့ဒီအချိန်မှာမြေတိုက်ခန်းရဲ့အမောင်တွေကနေမန်ပီတာနဲ့အတူမဲမဲရေးထူထွက်လာတာကြောင့်သူတို့နှစ်ယောက်စလုံးလန့်သွားခဲ့ပေမဲ့တကယ်တော့ဒါဟာ Bran ရဲ့ညီလေး Rickon နဲ့သူ့ရဲ့ဝန်ပလူလေး Shakito တို့ဖြစ်နေပါတယ်။ထူးဆန်းတာက Rickon ဟာလည်း Bran လိုပဲအိမ်မက်ထဲမှာသူ့အဖေ Nestor ကိုမြင်ခဲ့လို့လာကြည့်တာဖြစ်နေပြီးညီကိုနှစ်ယောက်စလုံးရဲ့အိမ်မက်ကထပ်တူကျနေတာဟာတခုခုတော့လွဲနေပြီဆိုတာကိုအရေးအယောင်ပြနေပါတယ်။ဦးချာကတော့ကလေးနှစ်ယောက်စလုံးအဖေကိုလွမ်းနေကြလို့အိမ်မက်အတူတူမက်တာပါဆိုပြီးနှစ်တိမ်ပေးကအပေါ်ကိုပြန်တက်လာခဲ့ကြပါတယ်။ဒါပေမဲ့မြေပြင်ပေါ်ရောက်တဲ့အချိန်မှာတော့ Mr. Luwin ရဲ့လက်ထဲမှာကြီးစားတစ်စောင်ရောက်ထားပြီး Mr. Luwin ရဲ့မျက်နှာကတော့ကောင်းမနေခဲ့ပါဘူး။ကိတ်တလင်းဟာခင်မုန်းတဲ့ကိုဆုံးရှုံးလိုက်ရပြီဆိုတာတိလိုက်ရတဲ့အချိန်မှာတူမရဲ့ရင်ထဲမှာဘယ်လိုမှဖြေမစည်းနိုင်အောင်ကြေကွဲသွားခဲ့ရပါတယ်။တူမဟာတက်တားတွေရှိမှတော့မြောက်ပိုင်းရဲ့တခင်မပြီးစိတ်ကိုတင်ထားပြီးမန်တင်းနေရပေမဲ့လူတူကင်းဝေးတဲ့တောအုပ်ထဲရောက်တဲ့အခါမှာတော့တူမရဲ့နာကျင်မှုတွေကိုပောက်ကွဲပြင်းရှက်ကြီးတငင်ငိုကြွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတောအုပ်ထဲကနေဒေါ်လာတကြီးဓာတ်နဲ့ခုတ်ထွက်နေတဲ့အတန်တွေကြောင့်လိုက်ကြည့်မိတဲ့အခါမှာတော့တူမရဲ့တာကြီးရော့ကိုတွေးလိုက်ရပါတယ်။ Roster ဟာလည်းဖခင်ကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုကိုမခံစားနိုင်မဲ့အတိစိတ်ကင်းမဲ့စွာနဲ့ရှေ့မှာရှိနေတဲ့တစ်ပင်ကြီးကိုလဲကြမတက်ဓာတ်နဲ့အဆက်မပြတ်ခုတ်နေခဲ့တာပါ။သားမီးမြောက်စလုံးဟာအတိုက်မြုံပြတ်သွားသလိုကြီးကျယ်ပြိုလဲနေခဲ့ကြရပါတယ်။ဒါပေမဲ့ကိတ်တလင်းဟာဒူမရဲ့နာကျင်မှုကိုလက်စားချခြင်းနဲ့ဒေါ်ရာအဖြစ်ပြောင်းလဲလိုက်ပြီးအရင်ဆုံးတူသမီးတွေကိုရန်သူလက်ထဲကနေပြန်ခေါ်ပြီးရင်တော့နက်ကိုသလိုလှုပ်တဲ့လူတွေအကုန်လုံးကိုတက်ပြရမယ်လို့ခိုင်မာတဲ့အတန်နဲ့ရေရွတ်လိုက်ပါတယ်။ Joffrey ဟာ Nestor ကိုကွဲမြက်ပြီးနောက်ပိုင်းမှာသူ့ရဲ့ဆက်တဲ့အာဏာရှင်ဆန်မှုကိုပိုပြီးတိုင်းစားမရှိပြတလာပါတယ်။နန်းတော်ထဲမှာတချင်းဆိုတဲ့လူတစ်ယောက်က Nestor ရဲ့တိတ်ဆုံးမှုနဲ့နန်းတွင်ရေးတွေကိုတယော်ထားတဲ့တချင်းတစ်ပုဒ်ကိုဆိုခဲ့ပါတယ်။ဒါကိုသတိထားမိသွားတဲ့ Joffrey ကပကွက်သားကိုအမိန့်ပေးပြီးလူအုပ်ရှိမှတင်အဆိုတော်ရဲ့ရှာကိုဖျက်ပစ်ခိုင်းလိုက်ပါတယ်။ဒီလိုရဟာသူ့အဝေးဖန်သူမှန်သမျှဒါမျိုးဖြစ်သွားမယ်ဆိုတာကိုသတိပေးလိုက်တာဖြစ်တယ်လို့ဒီလိုတွေးအေးနဲ့နှိပ်စက်မှုကိုကြည့်ပြီး Joffrey ကတော့ကျဉ်းနှံ့နေခဲ့ပါတယ်။ Joffrey ကဆန်စာကိုနန်းတော်ရဲ့မြို့ရိုးဘောကိုလမ်းလျှောက်ဖို့ခေါ်လာပြီး Nestor ရဲ့ပြက်နေတဲ့ဦးခေါင်းကိုချိတ်ဆွဲထားတဲ့နေရာကိုပြထားခဲ့ပါတယ်။ဆန်စာဟာအလွန်ကြောက်လန့်နေပြီးမကြည့်ရဖြစ်နေပေမဲ့ Joffrey ကတော့ဒါဟာတစ္ဆာပေါက်တွေတွားမယ်လမ်းပဲလို့ရက်စက်ရုံမှစွာပြောဆိုခဲ့ပါတယ်။ Joffrey ကဆန်စာကိုသူ့အဖေရဲ့ဦးခေါင်းကိုအတင်းကျပ်ကြည့်ခိုင်းခဲ့တာကြောင့်ဆန်စာကလည်းမလွန်ဆန်နိုင်ပဲကြောက်ရွံ့စွာကြည့်လိုက်ရပြီးအိမ်ပြန်ညင်ချောင်းတောင်းပန်ခဲ့ပါတယ်။ Joffrey ကဒေါ်လာတကြီးနဲ့စစ်ချီလာတဲ့ Rock ကိုပါတက်ပြီးသူ့ရဲ့ဦးခေါင်းကိုဆန်စာကိုလက်ဆောင်ပေးမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒီစကားကိုကြားတဲ့အခါမှာတော့ဆန်စာဟာတီးမခံနိုင်တော့ပဲ Rock ကလည်း Joffrey ရဲ့ဦးခေါင်းကိုဖျက်ပြီးတူမကိုလက်ဆောင်ပေးလာနိုင်တယ်လို့ရဲရဲဝံ့ဝံ့တုံ့ပြန်ခဲ့လို့အချိုက်ထိသွားတဲ့ Joffrey ကဒေါ်လာထွက်ကတက်တော်ဆောင်ကိုအပြစ်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။စိတ်ထိခိုက်လွန်းနေတဲ့ဆန်စာဟာ Joffrey ကိုအောက်ကိုတွန်းချဖို့ရှေ့ကိုတိုးဖို့လုပ်ခဲ့ပေမဲ့တဟောင်းကတူမရဲ့ရွယ်ချက်ကိုရိမ်မီလို့အချိန်မီတားဆီးခဲ့ပြီးတွေးတွေပင်နေတဲ့ဆန်စာရဲ့မျက်နှာကိုတုပ်ဖို့ပေါ်ဝါလေးကမ်းပေးခဲ့ပါတယ်။ Joffrey ကတော့ဘာမှမတိလိုက်ပဲကြည်ကြည်နန်းနန်းနဲ့လက်ထက်သွားခဲ့ပါတယ်။ထို့နောက်မှာတော့တဟောင်းကဆန်စာကိုနောက်ထပ်အန်ဒီရမဖြစ်စေဖို့နဲ့အသက်ရှင်ခြင်း Joffrey ရဲ့အမိန့်တွေကိုလိုက်ရောဖို့တိတ်တဆိတ်သတိပေးသွားခဲ့ပါတယ်။မြောက်ပိုင်းသားတွေဟာဘ누구ကိုဘရင်အဖြစ်တင်မြှောက်ရမလဲဆိုတာကိုအခြေအတင်ဆွေးနွေးနေကြပါတယ်။တချို့က Robert ရဲ့ညီ Renly ကိုတင်မြှောက်ဖို့အကြံပြုပေမဲ့တချို့ကတော့ Renly ဟာအစင်လာရအကြီးဆုံးမဟုတ်လို့ညင်းဆိုကြပါတယ်။ Joffrey ကိုဆိုရင်တော့ Rock ရဲ့အဖေမြောက်ပိုင်းရဲ့ Lord Nestor ကိုတက်ခဲ့တဲ့သူမို့လုံးဝလက်မခံနိုင်ကြတယ်လို့နောက်ထပ် Robert ရဲ့ညီဖြစ်တဲ့ Stannis Baratheon ကိုလည်းသူတို့စိတ်ဝင်စားကြပါဘူး။အဲ့ဒီအချိန်မှာ Lord Amber ကဒေါ်လာတကြီးနဲ့ထပ်ရက်ပြီးဘ누구ကိုမှသူအားမပေးကြောင်းပြောတော့အားလုံးကတိတ်ဆိတ်သွားကြပါတယ်။သူကတောင်ပိုင်းရဘရင်တွေဟာပန်းခင်းထားတဲ့ထိုင်ကုန်ပေါ်မှာထိုင်ပြီးမြောက်ပိုင်းအကြောင်းဘာမှမသိပဲအုပ်ချုပ်နေကြတာကိုပြက်ပြက်သားသားပြောလိုက်ပါတယ်။အရင်ကတော့ငကားတွေကိုကြောက်ခဲရလို့နာခံခဲ့ရတာဖြစ်ပြီးအခုချိန်မှာတော့မြောက်ပိုင်းဟာကိုပိုင်ဘရင်နဲ့ကိုပိုင်ပဲအုပ်ချုပ်တက်နေပြီလို့ကြွေးကြော်လိုက်ပါတယ်။ပြီးတော့နဲ့သူကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီး Roster ရဲ့ရှေ့မှာဒူးထောက်ကမြောက်ပိုင်းရဲ့ဘရင်တကင်းအင်းနဲ့နော်လို့ပထမအဆုံးအော်ဟစ်အတိမတ်ပြုလိုက်ပါတယ်။ဒါအောင်မြင်တဲ့အခါမှာတော့ကြံတဲ့မြောက်ပိုင်းလော်တွေအားလုံးဟာလည်းစိတ်ဓာတ်တွေတက်ကြလာပြီးသူတို့ရဲ့ဓာတ်တွေကိုအတီးတီးဆွဲထုတ်က Rock ကိုမြောက်ပိုင်းရဲ့ဘရင်အဖြစ်တခဲနဲ့တင်မြှောက်လိုက်ကြပါတော့တယ်။တိတ်တလင်းကတော့ဒါကိုကြည့်ပြီးဝမ်းတာပီတီဖြစ်နေရပါတယ်။ထို့နောက်မှာတော့ကင်းအင်းနဲ့နော်ဆိုတဲ့အတန်ဟာတတော်လုံးကိုလွမ်းခြုံသွားပါတော့တယ်။ကိတ်တလင်းဟာဖန်ဆီးခံထားရတဲ့ Jaime Lannister စီကိုရောက်သွားပြီး Nestor အတွက်တရားမျှတမှုကိုရှာဖို့ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ဂျီမီကတော့နောင်တရရမယ့်အစားနဲ့တီသွားပြီဆိုတော့အိယာထဲမှာအထီးချန်နေမှာပေါ်လို့ကိတ်တလင်းကိုရိုင်းဆန်းရန်စပြောဆိုခဲ့ပါတယ်ဒီစကားကြောင့်ကိတ်တလင်းဟာတုံလုံးမတော်ပဲအနားမှာရှိတဲ့ခဲတလုံးကိုကောက်ကင်ကဂျီမီရဲ့မျက်နှာကိုအားနဲ့ထုချလိုက်ပြီးသူမရဲ့ဒေါ်တာကိုပြသခဲ့ပါတယ်စကားပြောနေရင်မှဂျီမီဟာဘရန်ကိုမျိုးစင်ပေါ်ကနေတွန်းချလိုက်တာတူကိုယ်တိုင်ပဲလို့ဝန်ခံလိုက်တဲ့အခါမှာတော့ကိတ်တလင်းဟာကြီးကျယ်စိတ်ထိခိုက်ပြီးဒေါ်တာတွေပေါက်ကွဲသွားခဲ့ပါတယ်ဂျီမီကတော့သူ့ကိုတက်ပြစ်ဖို့ကိတ်တလင်းရဲ့စိတ်ကိုတမင်ဆော့ပေးနေခဲ့ပေမဲ့ကိတ်တလင်းဟာသတိပြန်ဝင်လာပြီးရန်သူရဲ့အကြံနဲ့ပါမတော့အောင်စိတ်ကိုပြန်ထိန်လိုက်ပါတယ်သူမဟာဂျီမီကိုတက်ချင်စိတ်ပြင်းပြနေပေမဲ့သူမရဲ့တမီးတွေဟာရန်သူလက်ထဲမှာရှိနေသေးတာကိုသတိရပြီးဂျီမီကိုလက်စားချေဖို့တဲ့အကျိုးအမြတ်အတွက်အတုံးချဖို့ဆုံးဖြတ်ကအမောင်တို့တွေကနေလက်ထွက်သွားခဲ့ပါတယ်ဒါဟာမိခင်တယောက်ရဲ့နာကျင်မှုနဲ့လက်စားချေခြင်းစိတ်ကိုအနိုင်ယူပြီးအေးဆက်တဲ့စစ်ပွဲဖြူဟာကိုရွေးချယ်လိုက်တာပဲဖြစ်ပါတယ်ဘီယမအီဆာစီကရောဘတ်ရောဂျီမီရောမရှိတဲ့အချိန်မှာမောင်ဝမ်ခွဲလန်ဆယ်နဲ့အရှုပ်ထွေးတွေရှင်းနေကြပါတယ်ဂျီမီဖမ်းခံလိုက်ရတဲ့သတင်းကြောင့်ဖခင်ဖြစ်သူတိုင်ဝင်းဟာဒေါ်တာတကြီးနဲ့ကောင်စီမှာတိုင်ပတ်နေပါပြီတိုင်ရီယုံကတော့ရော့စတက်ကိုအစကတည်းကအထင်မသေးခဲ့တဲ့ကြောင့်နဲ့သူ့ရဲ့ဝန်ပလွေကရင်လူတရာစင်နဲ့မြင်းတွေကိုဒုက္ခပေးနိုင်တဲ့အထိမြောက်ပိုင်းသားတွေကအင်အားကြီးကြောင်းထောက်ပြခဲ့ပါတယ်ရောဘတ်ရဲ့ညီကိုနှစ်ယောက်ဖြစ်တဲ့စတန်နစ်နဲ့ရန်ဒလီတို့ကလည်းကင်းစလန်နဲ့ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေကြတာကြောင့်လန်နစ္စတာတွေဟာစစ်မီဝိုင်းနေတဲ့အခြေအနေကိုရောက်ရှိနေပါပြီဂျီမီရဲ့စစ်ကြောင်းဟာတူကိုယ်တိုင်လည်းအဖမ်းခံရပြီးစစ်ကြောင်းလည်းပြိုကွဲသွားတာကြောင့်လူအင်အားနည်းနေပြီဖြစ်လို့ငင်းချိုင်းရေးလမ်းစဉ်လိုက်ကြဖို့ကောင်စီကအကြံပြုကြပေမဲ့တိုင်ရီယွန်ကတော့ဖန်ခွက်တစ်ခွက်ကိုခွဲပြပြီးငင်းချိုင်းရေးဆိုတာဂျော့ဖရီကနက်စတက်ကိုခေါင်းမဖြတ်ခင်မှာပဲရှိခဲ့တာအခုတော့ဒီဖန်ခွက်လိုပဲပြန်ဆက်လို့မရတော့ဘူးလို့ပြပြသတာပြောလိုက်ပါတယ်တိုင်ဝမ်ကစိတ်ရှုပ်နဲ့အကုန်လုံးကိုမောင်းထုတ်လိုက်ပြီးတူတာတိုင်ရီယွန်ကိုပဲတီးတန့်စကားပြောဖို့ခြံထားခဲ့ပါတယ်တိုင်ဝမ်က Nesta နဲ့ပတ်သက်လို့တိုင်ရီယွန်ရဲ့အမြင်ကမှန်ကန်ကြောင်းဝန်ခံလိုက်ပါတယ်။ Neta အသက်ရှင်နေမြောက်ပိုင်းနဲ့ငိမ့်ချမ်းယူပြီး Bradion ညီကိုတွေကိုအာယုံဆိုင်နိုင်မှာဖြစ်ပေမဲ့အခုတော့ Joffrey ရဲ့မိုက်မဲမှုကြောင့်အကြက်ရိုက်နေရပြီလို့ညှိတွားခဲ့ပါတယ်။ထူးခြားတာကတိုင်ဝမ်ဟာတိုင်ရီယွန်ပေါ်အထင်သေးခဲ့တာမာရာကြောင့်ဝန်ခံပြီးသူ့ကိုတားတယောက်ဖြစ်အတိမတ်ပြုလိုက်တဲ့အပြင်အရေးကြီးတဲ့တာဝန်တစ်ခုကိုပါပေးအပ်လိုက်ပါတယ်။တိုင်ဝမ်ကဓမောင်တိန်ကိုတက်စုတစုနဲ့လှုပ်ရှားခိုင်းထားပြီးကြံတဲ့တပ်တွေကိုတော့ဟာရန်ဟဲမှာလူပြန်စုဖို့စီစဉ်လိုက်ပါတယ်။အန်ဩစရာအကောင်းဆုံးကတော့တိုင်ရီယွန်ကိုကင်းစလန်နင်းကိုတွားခိုင်းပြီးသူ့ကိုယ်စားဟန်အော်ရကင်းဖြစ်တာဝန်ယူက Joffrey ကိုထိန်းချောင်းခိုင်းလိုက်ဒါပါပဲဒါဟာတိုင်ရီယွန်အတွက်တော့တခါမှမျော်လင့်မထားတဲ့အခွင့်အရေးနဲ့အာဏာကိုရရှိလိုက်တဲ့ချိုးပွေးတစ်ခုဖြစ်သွားပါတော့တယ်တိုင်ရီယွန်ဟာတူတူဂျော့ဖရေးကိုပါရိုက်ဆုံးမထားဘူးတာကြောင့်မျက်ခုံးကတော့ခက်လို့ပါပဲတိုင်ရီယွန်အတွက်တော့စိတ်မကောင်းစရာတစ်ခုကတူစားတုံးနေတဲ့ဒိတ်ကယ်လေးရှေးကိုတော့ခေါ်တော့လို့မရဘူးလို့တိုင်ဝမ်ကသတိပေးခဲ့ပါတယ်ကလေးမီဖွာပြီးအားနေနေတဲ့ဒနေရစ်ကသတိရလာတဲ့အချိန်မှာဂျိုရာကဘေးမှာစောင့်ရှောက်ပေးနေပါတယ်သူမကကလေးချောင်းကိုအရင်ဆုံးမေးမိခဲ့ပေမဲ့ဂျိုရာကတော့ကလေးလေးကအတက်မရှင်ခဲ့ဘူးဆိုတဲ့သတင်းစိုးကိုပဲစိတ်မကောင်းစွာနဲ့ပြောပြခဲ့ရပါတယ်ဒနေရစ်ကမြုံကြည့်နိုင်နေပဲဘယ်လိုဖြစ်တာလဲလို့အတင်းမင်းနေချိန်မှာတော့နတ်ဆရာမရောက်လာပြီးမကောင်းဆိုးဝါးလို့ရုပ်တွင်နဲ့ကလေးလေးကိုမွေးဖွားခဲ့ကြောင်းအမှန်တိုင်းပြောပြခဲ့ပါတယ်။ဒါဟာနတ်ဆရာမပြောပြခဲ့တဲ့ရှင်တန်ချင်းကတေချင်းနဲ့ပဲလဲယူနိုင်တယ်ဆိုတဲ့ Black Magic ရဲ့အကျိုးဆက်ပါပဲ။ခဲဒရိုကိုကယ်ဖို့ကြိုးစားရင်သူမရဲ့ရင်တွေလေးကိုအရင်နှီးဖြစ်ပေးလိုက်ရတာဖြစ်ပါတယ်။နတ်ဆရာမကတော့ဒရိုဂိုရဲ့ဒေါ်ဒရာဂီတက်ကသူ့ရွာနဲ့သူ့ကျောင်းဆောင်ကိုဖျက်ဆီးခဲ့လို့တမင်အကွက်ချခဲ့တာပါ။ဒါဆိုကလေးတက်နဲ့လဲပြီးကယ်တင်ထားတဲ့သူမရဲ့ယောက်ျားခဲဒရိုကိုဘယ်လိုရှိလဲလို့မေးပြီးဒရိုဂိုစီကိုလိုက်သွားတဲ့အခါမှာတော့ပိုပြီးစိတ်ပြည့်စရာကောင်းတဲ့မြင်ကွင်းကိုပဲတွေ့လိုက်ရပါတယ်။အပြင်မှာလည်းဒနေရစ်ရဲ့အမိန့်ကိုနာခံတဲ့ဒေါ်ဒရာဂီအနှဲငယ်ပဲကြံပါတော့တယ်ဒေါ်ဒရာဂီတွေကခွန်အားကြီးတဲ့ခေါင်းဆောင်နောက်ကိုပဲလိုက်ကြတာမို့မြင်းတောင်မစီးနိုင်တော့တဲ့ခဲဒရိုကိုစွန့်ခွာပြီးနောက်ထပ်ခဲတယောက်နောက်ကိုလိုက်သွားကြပြီဖြစ်ပါတယ်ခဲဒရိုကိုစီရောက်တဲ့အခါမှာတော့သူဟာအသက်ရှိနေုံတက်တက်ပဲရှိတော့ပြီးဘာအတီးစိမ်မှမရှိတော့တဲ့အခြေအနေကိုရောက်နေပါတယ်နတ်ဆရာမကလည်းသူ့အတက်ကဒီထက်ပိုပြီးမရှင်တန်နိုင်တော့ဘူးလို့ပြောကထွက်သွားခဲ့တဲ့အခါမှာဒနေရစ်ကသူမရဲ့တာရောယောက်ျားရောအင်အားကြီးတဲ့တပ်မတော်ကိုပါတပြိုင်နက်တည်းဆုံးရှုံးလိုက်ရတာကိုတီးလိုက်ရပါတယ်သူမပေးဆက်ခဲ့ရတဲ့အရင်းနှီးတွေကရလာတဲ့ရလာနဲ့ဘလို့မှမတန်ခဲ့လို့ဒနေရစ်အတွက်တော့အစွန်းဆုံးထိပြိုလဲသွားခဲ့ရပါတယ်ဂျွန်စနိုးတယောက်သူ့အဖေနက်စတာရဲ့တိတ်ဆုံးမှုသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ Night Watch ကိုတစ္ဆာဆိုထားမှုတွေထက်မိသားစုပေါ်ထားတဲ့တန်ရောစင်ကပူကြီးဆိုးသွားခဲ့ပါတယ်။သူ့ကိုရော့နဲ့တွားရောက်ပူပေါင်းပြီး Joffrey ကိုလက်စားချေဖို့အတွက်ညနဲ့တစ်ကောင်မှာ Night Watch ကနေထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ Sam ကတဲတန်တားဆီးပေမဲ့လည်းဂျွန်ကတော့နားမထောင်ပဲမြင်းစီပြီးထွက်ပြေးသွားခဲ့ပေမဲ့ Sam နဲ့အခြားတငယ်ချင်းတွေဟာဂျွန်ကိုဒီတိုင်းလွတ်မပေးနိုင်ခဲ့ပါဘူး။တောထဲမှာဂျွန်စနိုးနောက်မြင်းစီလိုက်ရင်တစ်ကိုင်းနဲ့တိုက်မိပြီးပြုတ်ကျသွားတဲ့ Sam ကိုစိတ်ပူပြီးဂျွန်ကပြန်လဲလာတော့သူတို့ဟာ Night Watch ရဲ့ကျိန်ဆိုချက်တွေကိုအတူတူရွတ်ဆိုရင်သူတို့တွေဟာသတိုင်းအတွက်ပဲတက်ရှင်ရမယ်မိသားစုရေးရာတွေမှာပါဝင်ပတ်သက်လို့မရဘူးဆိုတဲ့စီကံတွေကိုသတိပေးခဲ့ကြပါတယ်။သူတို့ကဂျွန်ကိုမိသားစုနဲ့ခွဲချင်လို့မဟုတ်ပဲတက်ကနေထွက်ပြေးတဲ့သူဟာတစ္ဆာပေါက်ပြစ်တတ်မှတ်ခံရပြီးအတက်ခံရမှာကိုစိုးရိမ်တာကြောင့်နောက်ကနေအမိလိုက်ခေါ်ခဲ့ကြတာပါ။ဂျွန်ဟာသူ့ဘေအတွက်နာကျင်ပေမဲ့လည်းသူ့ဘေးနားမှာအတက်ဆွန့်ပြီးကာကွယ်ပေးခြင်းနဲ့တငယ်ချင်းကောင်းတွေရှိနေတာကိုမြင်လိုက်ရတဲ့အတွက်နောက်ဆုံးမှာတော့စိတ်ကိုလျှော့ပြီး Castle Black စီကိုပြန်သွားဖို့ဖြစ်လာပါတော့တယ်။တိုင်ဝမ်ဟာတိုင်ရီယွန်ကိုဟန်အော်ရကင်းဖြစ်ခန့်အပ်ပြီး King's Landing ကိုလွတ်လိုက်တဲ့အချိန်မှာတိကျတဲ့အမိန့်တစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့သူ့ရဲ့အပျော်မယ်လေးရှေးကိုနန်းတော်ထဲကိုခေါ်မတော်ရဘူးဆိုတဲ့အချက်ပါပဲ။တိုင်ဝမ်ဟာတိုင်ရီယွန်ကိုသူ့ရဲ့အားနည်းချက်တွေနဲ့ရန်သူတွေကြားမှာအချက်ရမှာကိုစိုးရိမ်တယ်လို့တိုင်ရီယွန်ကိုအမိန့်နာခံမှုရှိမရှိစမ်းတက်လိုက်တာလည်းဖြစ်ပါတယ်။ဒါပေမဲ့တိုင်ရီယွန်ကတော့သူ့အဖေရဲ့သတိပေးချက်ကိုလိလူရှုဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။သူဟာရှေးပေါ်မှာတကယ်ကိုတန်ရောစင်တွယ်နေတယ်လို့ King's Landing လို့ကောက်ချစ်တဲ့သူတွေဝိုင်းနေတဲ့နေရာမျိုးမှာတူယုံကြည်ရတဲ့သူတယောက်လောက်နားမှာရှိနေစေချင်တာပါ။ဒါကြောင့်သူဟာသူ့အဖေရဲ့အမိန့်ကိုဖီဆန်ပြီးရှေးကိုတိတ်ဆိတ်ခေါ်တော့ဖို့ပြင်ဆင်လိုက်ပါတယ်။
တိစိတ်ကင်းမဲ့ပြီးအတက်မဲ့နေတဲ့ရုပ်လောင်းတစ်ခုတာဖြစ်နေတဲ့ခဲဒရိုကိုကြည့်ပြီး Daenerys ဟာဒီထက်ပိုပြီးဒုက္ခမရောက်စေချင်တော့တာကြောင့်ရှက်ကြီးတငင်ကိုကျွေးရင်ခေါင်းအုံနဲ့ဖိကသူ့ရဲ့နောက်ဆုံးထွက်တက်ကိုရင်နာနာနဲ့ပဲဆုံးတက်ပေးလိုက်ရပါတော့တယ်။ Daenerys တက်တော့ဒူမချစ်တဲ့ယောက်ျားကိုကိုယ်တိုင်လက်နဲ့အဆုံးတက်ပေးလိုက်ရတာဟာကဘာပြည့်သလိုခံစားရတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ခဲဒရိုကိုဟာဒေါ်ဒရာဂီလူချမ်းကြီးတွေကိုတောင်အုပ်ချုပ်ခဲ့တဲ့တန်မာတဲ့ခဲတယောက်ဖြစ်ခဲ့ပေမဲ့ပေါ့ပေါ့တန်တန်ထားခဲ့တဲ့ဒဏ်ရာလေးတစ်ခုကနေနတ်ဆရာမရဲ့စနစ်ကြောင့်ခုတော့သူချစ်တဲ့ Daenerys ကိုထားရိတ်ခဲ့ရပါပြီ။ကြံရိတ်ခဲ့တဲ့ Daenerys မှာလည်းသူတို့ကိုရဲ့ကိုယ်ပွားလေးကိုလည်းဆုံးရှုံးရတူရည်ချက်ဖြစ်တဲ့ Seven Kingdoms ကိုပြန်သိမ်းဖို့အိမ်မက်လည်းဆုံးရှုံးခဲ့ရပါတယ်။ King's Landing မှာတော့ Grand Maester ပိုင်ဆဲဟာတီယွန်ရဲ့ favorite လေးနဲ့အတူရှိနေပြီးသူတာဝန်ထမ်းခဲ့ဘူးတဲ့ဘရင်တွေအကြောင်းကိုပြောပြနေပါတယ်။သူကဘရင်တစ်ပါးပြီးတစ်ပါးပြောင်းလဲလာပုံနဲ့သူတို့ရဲ့အားနည်းချက်အားတာချက်တွေကိုပြောပြနေတာပါ။ Rose ထွက်သွားတော့မှခဏအထိတုံတုံကြီးကြီးနဲ့စကားတော်မနေပြောနေရတဲ့အဖိုးကြီးပိုင်ဆဲဟာရုတ်တရက်ဆိုလို့ကြောကိုမှတ်လိုက်ပြီးတန်တန်မာမာနဲ့လက်ကျင်ကန်လို့လှုပ်ရှားပြလိုက်ပါတယ်။သူဟာတကယ်တမ်းမှာကျမတန်ဆန်းတဲ့သူဖြစ်ပေမဲ့နန်းတွင်းကလူတက်ပွဲတွေနိုင်ငံရေးကစားကွက်တွေကြားမှာသူ့ကိုယ်သူအနေရမရှိတဲ့အိုမင်းမစွမ်းဖြစ်နေတဲ့အဖိုးကြီးတယောက်ပြည့်ဟန်ဆောင်နေမှတာအသက်ရှင်နိုင်မယ်ဆိုတာကိုသိနေလို့အခုလိုနေထိုင်နေတာဖြစ်ပါတယ်။သူကမစ္စတာဝတ်စုံနဲ့သူ့ရဲ့မစ္စတာဆွဲကြိုးကြီးကိုဆွဲလိုက်ပြီးတကားဝါနာရောက်တာနဲ့တပြိုင်နက်ခါအုပ်ကုန်းကခြေလမ်းတွေကိုတုံချီဖြစ်အောင်ပြန်လုပ်လိုက်ပြီးအပြင်ကိုထွက်သွားခဲ့ပါတယ်။ပိုင်ဆဲကဓမြရီထင်ထားသလိုရိုးရိုးအားအဖိုးကြီးမဟုတ်ပဲကင်းစလန်နီရဲ့နိုင်ငံရေးထဲမှာဘယ်လိုရှင်တန်ရမလဲဆိုတာကိုအပိုင်တွက်ထားတဲ့မြေခွေးဦးကြီးတစ်ကောင်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ King's Landing ကတော့တကယ်ကိုရန်ကုန်ထားရကြီးပါပဲ။ Little Fin ကတယောက် Iron Throne ကြီးကိုကြည့်ပြီးငိမ့်မောနေချိန်မှာ Lord Barry ရောက်လာပြီးပလင်ပေါ်မှာထိုင်နေရလို့စိတ်ကူးရင်နေရလားမင်းကိုလောင်ခဲ့တဲ့သူတွေကရောအခုဥညွတ်နေကြပြီလားဆိုပြီး Nestat ကိုတစ္ဆာဖောက်ခဲ့တဲ့အပေါ်ခနဲ့ပြီးမေးခဲ့ပါတယ်။ Little Fin ကလည်းခက်တီတီပဲသူ့ကိုလောင်ခဲ့တဲ့သူတွေကတော့အခုခေါင်းမရှိတော့လို့ဥညွတ်နိုင်တော့ဘူးလို့တုံ့ပြန်ခဲ့တဲ့အပြင် Barry ရဲ့တင်းကွတ်ထားတဲ့အချက်ကိုပါပြန်လောင်ခဲ့ပါတယ်။ဒီမြေခွေးကိုကြီးနှစ်ကောင်ကလည်းတယောက်နဲ့တယောက်အားနေချက်တွေကိုကင်ပြီးစကနာထိုးနေကြတော့ဘရင်ကျော့ဖရီရောက်လာတာကြောင့်စကားစားပြတ်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းအာယာဟာရိုယန်ရဲ့အစီအစဉ်နဲ့ပုံဖြတ်ပြီးမြောက်ပိုင်းကိုပြန်ဖို့ပြင်ဆင်နေရပါတယ်။ရိုယန်ကတူမကိုမိန်းကလေးမမတိအောင်သတိထားဖို့နဲ့အတူပါလာတဲ့သူတွေကထောင်တွက်တွေဖြစ်လို့သတိကြီးကြီးထားဖို့မှကြားထားပါတယ်။အာယာဟာထိုထောင်တွက်တွေကိုကြည့်ပြီးလန့်နေတော့ဝတ်တုတ်တယောက်ဝင်တိုက်မိလို့ပြဿနာရှာခံနေရပါတယ်။ဝတ်တုတ်နဲ့တူတငယ်ချင်းဟာအာယာရဲ့ဓာတ်ကိုမြင်တော့ပြီးလူယူကိုချင်းချောက်လာတဲ့အခါမှာတော့အာယာကမကြောက်မရွံ့ပဲဓာတ်ထုတ်ကတူကဝတ်တုတ်တယောက်ကိုတတ်ဘူးကြောင်းပြောပြကဓာတ်နဲ့ရွယ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘရင်ကြီး Robert Baratheon ရဲ့မျိုးမစစ်တာဂန်ဒရီရောက်လာပြီးဝင်ပြန်ပြေးပေးခဲ့လို့အခြေအနေတွေကအေးစီးဖြစ်သွားခဲ့ပါတယ်။ဂန်ဒရီကတော့သူ့ကိုယ်သူ Robert ရဲ့တာမန်မတိပါဘူး။ပပဲပုံမှာအလုံးလုံးနေတဲ့သူလို့ပဲတိထားတာပါ။အာယာနဲ့ဂန်ဒရီတို့ဟာတယောက်နဲ့တယောက်မိတ်ဆက်စကားပြောကြရင်ရိုယန်ရဲ့အမိန့်ပေးတာနဲ့တူတိုင်းကြီးကိုဥတီတဲ့သူတို့ရဲ့ခီးချေကြီးကိုစတင်ခဲ့ကြပါတော့တယ်။ Nestat တိတ်ဆုံးမှုကြောင့်ညရင်ချင်း Rossi တွားပြီးစစ်ကူတိုက်ဖို့ကြိုးစားခဲ့တဲ့ Jon Snow ဟာနောက်တနေ့မနက်မှာတော့ Lord Commander မုံမွေးရဲ့ရှေ့ကိုရောက်လာခဲ့ပါတယ်။ဂျွန်ဟာပင်မနေတဲ့ပုံပေါက်နေတာကြောင့်ကွန်မန်ဒါကညကမြင်းစီထွက်ခဲ့သလားလို့ခနဲ့ပြီးမေးခဲ့ပါတယ်။တကယ်တော့ကွန်မန်ဒါဟာဂျွန်ထွက်ပြေးခဲ့တာကိုတိနေခဲ့တာပါ။ဒါပေမဲ့သူကနိုင်ရန်ဘောကနေထွက်ပြေးတဲ့သူတိုင်းကိုတော့ခေါင်းဖျားရရင်တိုင်းအတွက်လူတောင်ကြံမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါမှာဂျွန်တယောက်တက်ရှူချောင်သွားခဲ့ရပါတယ်။ဂျွန်ကသူ့ဖေအတက်ခံရလို့စိတ်လိုက်မှန်ပါလုံးမိတာကိုဝန်ခံခဲ့ပေမဲ့ကွန်မန်ဒါကတော့လက်တွေ့ကြပဲမေခွန်းပြန်ထုတ်ခဲ့ပါတယ်။မင်းကအဲ့ဒီကိုတွားပြီးမင်းဖေရဲ့အတက်ကိုပြန်တွင်းပေးမလို့လားဆိုတဲ့စကားဂျွန်ကိုသတိဝင်သွားစေခဲ့ပါတယ်။ဆက်လက်ပြီးကွန်မန်ဒါကနိုင်ရန်ရဲ့တစ်ဖက်ချမ်းမှာဖြစ်ပျက်နေတဲ့ကြောက်စရာကောင်းတဲ့အခြေအနေတွေကိုရှင်းပြခဲ့ပါတယ်။လူရိုင်းတွေဟာတနေရာမှာစုဝင်းနေကြပြီးဘာအတွက်စုဝင်းနေလဲဆိုတာမသိရသေးပဲအရှိဘက်မျောစင်မှာလည်းမျက်လုံးပြတွေနဲ့လူတေလောင်းတွေကိုတွေ့ပြီးတတိရှိမီးရှို့နိုင်ခဲ့လို့အန်ဒီရတော့ကင်းခဲ့ပေမဲ့ဝိုက်ဝေါ်ကာတွေဟာတစားထက်တစားများနေပြီဆိုတာကိုသူကသတိပေးခဲ့ပါတယ်။ဒါဟာဂျော့ဖရီနဲ့သူ့ကိုရော့တိုတိုက်နေတဲ့စစ်ပွဲထဲသူတို့နဲ့ဝိုက်ဝေါ်ကာတွေကြားစစ်ပွဲကပိုအေးကြီးတဲ့ဆိုတဲ့အချက်ပါပဲ။နေ့ဘက်မှာအတက်ခံထားရတဲ့လူတွေဟာညဘက်မှာပြန်ထားလာပြီးအကုန်လုံးကိုတက်ဖြတ်တော့မယ်ဆိုရင်ဘယ်သူပဲတမ်ပလင်ပေါ်မှာထိုင်နေအဓိပ္ပာယ်မရှိတော့ဘူးလို့သူကထောက်ပြခဲ့ပါတယ်။ဒါကြောင့်ကွန်မန်ဒါဟာဆောင်းဝင်လာတဲ့အထိထိုင်ဆောင်မနေတော့ပဲမနေ့ဖြန်မှာနိုင်ဝါတက်စုကြီးကိုဦးဆောင်ပြီးတိုင်းပြင်ဘက်ကိုကိုယ်တိုင်ထွက်ကကင်းထောက်ဖို့ဆုံးဖြတ်ထားလိုက်ပါတယ်။အဲ့ဒီခီးစင်မှာလူရိုင်းတွေပဲတွေ့ဝိုက်ဝေါ်ကာတွေပဲတွေ့ရင်ဆိုင်တော့မှဖြစ်တယ်လို့ပျောက်ဆုံးနေတဲ့ဂျွန်ရဲ့ဦးလေးအန်ကယ်ဗန်ဂျန်ကိုလည်းအတေရရရှင်ရရှာဖွေတော့မှဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကွန်မန်ဒါဂျွန်ကိုစိန်ခေါ်တဲ့အနေနဲ့မင်းကတကယ် Night Watch ဖွဲ့ဝင်တယောက်လားဒါမှမဟုတ်စစ်တိုက်တန်းကစားခြင်းနေတဲ့မျိုးမစစ်ကောင်လားလို့မေးခွန်းထုတ်ပြီးဂျွန်ရဲ့တစ္ဆာခံမှုကိုအတီးပြုလိုက်ပါတော့တယ်။ဒရိုဂိုရဲ့ရုပ်လောင်းကိုမီးတကြိုကိုပြင်ဆင်နေတဲ့အခါ Daenerys ကတံပိုးဖြန်းမရတဲ့ငကားဥတွေကိုပါဒရိုဂိုနဲ့အတူထည့်ပေးလိုက်ပါတယ်။ဂျိုရာကတော့ဒါတွေကိုရောင်းပြီးချမ်းချမ်းသာသာနေကိုတိုက်တွန်းခဲ့ပေမဲ့ Daenerys အတွက်တော့တူမရဲ့အချစ်နဲ့တစ္ဆာတရားဟာရွှေငွေတွေထက်တမိုးပိုရှိနေခဲ့ပါတယ်။တူမဟာလက်ကျန်ဒေါ်ဒရာဂီတွေကိုလွတ်လပ်ခွင့်ပေးခဲ့ပေမဲ့တူမကိုယ်တိုင်ကတော့အမုန်းတရားတွေရဲ့အစားဖြစ်တဲ့နတ်ဆရာမကိုမိတိုင်းမှာချီနှောင်ခိုင်းလိုက်ပါတယ်။တကယ်တော့နတ်ဆရာမဟာဒရိုဂိုကိုတကယ်ကဲတင်ကျင်တာမဟုတ်ပဲတူမရဲ့ရွာနဲ့လူမျိုးတွေကိုဖျက်ဆီးခဲ့တဲ့ဒရိုဂိုကိုလက်စားချေဖို့အတွက်အတက်တစ်ချောင်းကိုအတက်တစ်ချောင်းနဲ့လဲရမယ်ဆိုတဲ့စကားနဲ့ Daenerys ကိုလဲစားခဲ့တာပါ
သူမဟာ Daenerys ရဲ့ One နဲ့ရင်သွေးလေးရဲ့အတက်ကိုယူပြီး Drogo ကိုအသက်ရှင်ုံတက်ဖြစ်အောင်လုပ်ခဲ့တာပါဒါကြောင့်ပဲ Daenerys ဟာသူမချစ်ရတဲ့ယောက်ျားကိုရှင်လင်းနဲ့တည်နေတာမျိုးမမြင်ရတာကြောင့်ကိုယ်တိုင်ပဲအဆုံးတက်ပေးလိုက်ရတာဖြစ်ပါတယ်နောက်ဆုံးမှာတော့ Daenerys ဟာသူမကိုယ်တိုင်အတွက်လည်းပြင်ဆင်ထားပြီးပါပြီဂျိုရာကတော့ Daenerys ကိုဖြောင်းပြပေမဲ့မရခဲ့ပါဘူး Daenerys ဟာတောက်လောင်နေတဲ့မိဘုံကြီးတွေကိုတီတီငင်ငင်ပဲတိုးဝင်သွားခဲ့ပါတယ်ဒါဟာရိုးရိုးတန်းတန်းတေချောင်းကြံတာမဟုတ်ပဲသူမရဲ့အချစ်ဆုံးသူနဲ့အတူတရားရဲဖြစ်သွားခြင်းနဲ့ဆန္ဒကြောင့်ပါသူမဟာ Drogo ကိုမကယ်တင်နိုင်ခဲ့တဲ့နာကျင်မှုတွေကိုမီလီယံတွေနဲ့အတူလောင်မြဲပစ်လိုက်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်Daenerys ဟာ Drogo ကိုခုနှစ်ပြည်ထောင်ကိုတိမ်းဖို့အတွက်စစ်ရင်အားရခြင်းလို့သူ့အကူကြောင့်ရယူလိုခြင်းနဲ့လက်ထပ်ခဲ့ရပေမဲ့နောက်ဆုံးမှာတော့အချစ်စစ်နဲ့ချစ်ခဲ့ပြီးတေဖို့အတွက်ထိပေးဆက်ခြင်းမျိုးနဲ့ချစ်ပြသွားခဲ့တာပါ Daenerys ရဲ့ချစ်ခြင်းဟာပေးဆက်ခြင်းတက်တင်မဟုတ်ပဲအကြောက်တရားကင်းမဲ့တဲ့တစ္ဆာတရားလည်းဖြစ်ပါတယ်သူမဟာအချစ်အတွက်နဲ့မိဘုံတွေကိုဆင်းခဲ့ပေမဲ့နောက်တနေ့မနက်မှာတော့မိလောင်မြင်ကြားတွေကနေငကားပေါက်လေး၃ပေါက်နဲ့အတူငကားတို့ရဲ့မိခင် Mother of Dragon အဖြစ်တစ်တဖန်ပြန်လည်မွေးဖွားလာခဲ့ပါတယ် Game of Thrones Season 1ကတော့ episode 10မှာပဲပြီးဆုံးသွားပါပြီ Season 2ကိုတော့နောက်နေ့မှတင်ဆက်ပေးသွားပါမယ်